စားလို့ရတယ်ယူလို့ရတယ်လှုပ်လို့ရတယ်ကိုပြောတတ်ပြီလားရတယ်ဆိုတာထိုင်းလိုအားလုံးတည်ပြီးသားဖြစ်ပါမယ်နော်ဒါဆိုလို့ရှိရင်ကျတို့ကစားလို့ရတယ်ဆိုရင်ဘယ်လိုပြောမလဲပေါ့နော်စားလို့ရတယ်ဆိုရင်กินได้လို့သုံးပါတယ်ဆိုတော့ကိုသုံးချင်တဲ့ကရိယာရဲ့အနောက်မှာ ได้လေးထည့်ပေးလိုက်တာနဲ့ရတယ်ပေါ့နော်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားပါတယ်ဆိုတော့กินได้စားလို့ရတယ်เอาได้ယူလို့ရတယ်ไปได้သွားလို့ရတယ်ပေါ့နော်အဲ့လိုလေးတွေသုံးလို့ရတယ်ဆိုတော့ဝါကျအနေနဲ့သုံးမယ်ဆိုလို့ရှိရင်ဥပမာဒီဟာစားလို့ရလားလို့မေးချင်တယ်ဆိုရင်กินอันนี้ได้ไหมဆိုပြီးတော့ပြောလို့ရပါတယ်ဒါကတော့ကိုကမေးတာပေါ့နော်ပြန်ဖြေမယ်ဆိုရင်กินอันนี้ได้ဒါလေးစားလို့ရတယ်သို့မဟုတ်ဒီဟာယူလို့ရတယ်ဆိုလို့ရှိရင်လည်းเอาอันนี้ได้เอาอันนี้ได้လို့ပြောတယ်အပြင်သွားလို့ရတယ်ဆိုရင်ရောไปข้างนอกได้ไปข้างนอกได้ဆိုပြီးတော့ပြောလို့ရပါတယ်ဆိုတော့ဒီနေ့သင်ပေးလိုက်တဲ့စာလုံး၃လုံးလည်းအားလုံးအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်